ကျွန်တော်နာမည်ကအရေးမကြီးတော့ပါဘူးအရင်ကတော့မနှက်ထားခဲ့ဖုန်းကြည့် TikTok ဆွဲအခုတော့မနှက်မျက်လုံးဖွင့်တာနဲ့အစားအစာရှိလားမုံမလင်းတီးဘူးလားဆိုတာပဲစဉ်းစားဖြစ်နေပါပြီ World War 3ဖြစ်တာလည်းမစမ်းတော့ပါဘူးအချက်လက်တွေကရှိနေနေတာနိုင်ငံတွေကလက်နက်တွေတူချက်နေတာနေဇက်ပြဿနာတွေပိုပြီးကြီးထွားလာတဲ့အင်အားပြိုင်ဆိုင်ခြင်းတွေဒါပေမဲ့လူတွေကမကြောက်ကြဘူးစစ်ကအရှိဥရောပမှာဘုံချဲတာနဲ့စတင်ခဲ့တယ်48နာရီအတွင်းနျူကလ িয়ার တွေထုတ်တုံးကြတယ်မြို့တွေငိမ့်ချသွားတယ်အစိုးရတွေပြိုကျဖျက်ဆီးကုန်တယ်အင်တာနက်တွေပြတ်သွားတယ်အဲ့ဒါကိုသူတို့က92နာရီမီးတောင်မှုလို့ခေါ်ကြတယ်ပထမရက်မှာညီမလီကိုဆုံးရှုံးလိုက်ရတယ်ဒုတိယနေ့မှာအိမ်ပျက်စီးသွားတယ်ပတ်ထဲနဲ့နိုင်ငံတစ်ခုလုံးပျက်စီးသွားခဲ့တယ် အခုတော့နိုင်ငံဆိုတာမရှိတော့ဘူးအသက်ရှင်နေသူတွေသူတို့ကိုယ်ပိုင်နေမျိုးတီးတာနဲ့အသက်ရှင်နေကြတယ် ဖုံးမရှိဘန်မရှိစိုင်းတောင်မရှိတော့ဘူးစေးနဲ့အစားအစာဖလဲတယ်ဘက်ထရီနဲ့တနက်လဲတယ် အိုဟောင်းတွေရဲ့အဆောက်အုံတွေကအခုတော့အကောင်းဆုံးအိမ်ဖြစ်နေပြီကျွန်တော်တို့အဖွဲ့နာမည်ကတိတ်ဆိတ်သူများလို့အမိပေးထားလေ နေတိုင်းအပြင်ထွက်ပြီးအစားအသောက်ဆေးဝါးနဲ့အထွေထွေပစ္စည်းတွေရှာဖွေလိရှိတယ် အတန်ထွက်တာနဲ့အချိန်မရွေးအသက်အန္တရာယ်ရှိနိုင်တယ်ခေါင်းပေါ်မှာ drone တွေဝဲနေစေမနေ့တိုင်းမိုးရေဆူရဖို့ထားပဲမနေ့စာဆိုလားကမ်ဘင်းရှိရင်ကန်ကောင်းပြီမရှိရင်ကြွက်သားပဲမော်တော်ကားပစ္စည်းတွေတုံးပြီးမိဖို့တီးထားတယ်အဲ့ဒါကျွန်တော်တို့ရဲ့မိဖို့ကြောင်းပဲညဆိုတာတကယ်ဆိုးရတယ်မိမရှိအေးဆက်ခြင်းနဲ့တိတ်ဆိတ်မှုသား အခုမတ်ဆူရီရေးတယ်ဆိုတာလေကျွန်တော်ဘသူလဲဆိုတာမိတ်တော်မှာဆိုရင်လို့တခါတလေတော့ကျွန်တော်တို့ good old days ဒီပေါ်ကြတယ် TikTok တင်ပြီးရဲကြတော့ကအချိန်တွေစဉ်းစားကြည့်ရင်တခြား grow တစ်ခုရောက်နေတယ်လို့ပဲ ဒီအထိနားထောင်မိတယ်ဆိုရင်ကျေးဇူးတင်ပါတယ်မိတ်တွေတို့ရဲ့အမြင်ရောအဲ့ဒီလိုကဘာမှာနေဖြစ်ရင်ဘယ်လိုလုပ်မလဲ comment မှာပြောပေးသွား